အားတက်စရာတခုဖြစ်နေကြရတယ်ဖြစ်ပါတယ်မာလီယာတော့အင်ရှင်ပရိသတ်တွေရဲ့အားပေးမှုနဲ့ပဲအထူးသူတို့အနေနဲ့ဒီနေ့ပွဲစဉ်မှာရမတ်တမတ်တော့ပဲမဟုတ်ပဲရန်လုံးပြေနိုင်ပွဲရန်လုံးပြေအကောင်းဆုံးပုံစံနဲ့အထူး19နှစ်ကြာဝေးကွာနေတဲ့အာရှခီးကိုခရီးဆက်ဖို့အတွက်အတော်လေးယုံကြည်မှုပြင်းထန်နေတဲ့ပုံရိပ်မှာတော့နေခဲ့တာဖြစ်ပါတယ်ဒီတော့အဝယ်ခံမှုမျိုးတော့မြန်မာပရိသတ်တွေနဲ့အတူမြန်မာအသင်းသားတွေလည်းမခံစားရတာကြာပြီဖြစ်တဲ့ကြောင့်ဒီအတွင်းကိုတင်ပြီးချိန်မှာတော့မြန်မာပရိသတ်တွေကတကယ်ပဲပောက်ပွဲဆန်တော့ကျွန်တော်တွေမြင်တွေ့ကြားတွေ့ခဲ့ရတယ်ဖြစ်ပါတယ်ဟုတ်ပါတယ်သူတို့ကအနာဂတ်မှာသေချာပေါက်အားကိုးရမယ့်ကစားသမားတွေဖြစ်ကြောင်းကိုဒီကနေ့မှလည်းဒီသင်းကိုနဲ့အတူထပ်ပြီးတော့မြန်မာယူဆက်ခွန်သင်းတက်တင်ပြခဲ့ပြီးဖြစ်ပါတယ်ဟုတ်ပါတယ်စောပိုင်းကအသင်းကိုသွေးယူပေးခဲ့တဲ့ညီညီတန့်ပဲဖြစ်ပါတယ်ညီညီတန့်ပြီးအလေထပ်ပေးတယ်မျော်လင့်တဲ့အနေအထားတစ်ခုပါပဲစီးရီးယားအသင်းခြေပါကိုပြန်ရသွားခဲ့ပြီဖြစ်ပါတယ်တိုက်စစ်က FRX မာတင်ခန်စစ်ကအနည်းငယ်အောင်ဆိုင်မှုလျှော့သွားတဲ့အနေအထားတစ်ခုကနေပဲခြေပါကိုတစ်ခုတော့ပြန်လဲသိမ်းယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ခုချိန်မှာဆိုရင်တော့ပွဲရဆက်ဆိုရင်တော့ရေကုန်စရာတွေနဲ့ဘုံစိတ်ဝင်စားဖို့လည်းကောင်းလာနေပြီဖြစ်ပါတယ်မာတင်ခန်စစ်ရဲ့အနေငယ်လေးဟာသွားတဲ့အရှင်တွေတစ်ခုကိုတော့စီးရီးယားအသင်းအကောင်းဆုံးသုံးချပြီးတော့ခြေပါကိုတစ်ခုကိုတော့ပြန်လဲရှာဖွေသွားနိုင်ခဲ့ပြီဖြစ်ပါတယ်အေးရမှာအဆင်သင့်ရှိနေတဲ့ FRX အပိုင်နိုင်ဆုံးပိတ်သွင်းပြီးတော့လက်ရှိချိန်မှာတော့စီးရီးယားအသင်းကတကူမြန်မာအသင်းကတကူနဲ့တောက်လျှောက်ပဲအလဲပါပေးတာပြီးကောက်တာဒီပြိုင်ပွဲမှာသွင်းကိုနှစ်ခုရလာတဲ့တိုက်စစ်ကစားသမားရဲနိုင်အောင်ဒီနေ့မှလည်းပွဲကိုတကြောပြန်ပြီးတော့ဥဆောင်နိုင်ဖို့အတွက်အကောင်းဆုံးကြိုးစားခဲ့တာဖြစ်ပါတယ်အနေငယ်ထိချက်မမှန်ခဲ့တဲ့အနေအထားတစ်ခုမှာမာတင်သွင်းကိုရဖို့တော့အနေငယ်ဝေးကွာခဲ့ရတာဖြစ်ပါတယ်သူရဲ့ထိချက်သာမှန်ခဲ့မယ်ဆိုရင်တော့မြန်မာအသင်းပွဲကိုတော့အကောင်းဆုံးပြီးတော့ဥဆောင်သွားနိုင်မှာလည်းဖြစ်ပါတယ်ဒီနေ့ကလည်းဖြစ်ပါတယ်ပြည်တော်တိုင်းပြန်လာတယ်ချိန်မှာတော့ရရှိလာတဲ့အခွင့်အရေးကိုတော့ခိုးပေါက်ထဲကိုတိုက်ရိုက်အဆုံးသတ်ဖို့အတွက်ကြိုးစားခဲ့တာဖြစ်ပါတယ်စီးရီးယားအသင်းရဲ့ကိုသမားအာဆက်ဟာဆန်ဒီချိန်မှာလည်းမြန်မာအသင်းရဲ့ကန်ချက်ကိုတော့ကာဝယ်ထားနိုင်ခဲ့တာဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာဥဆောင်ကိုသင်ယူပေးထားခဲ့တဲ့ညီညီတန့်ဒီချိန်မှာလည်းတိုက်ရိုက်အောင်ဒီကတော့ကနေထားတယ်ခေါ်တိုင်းပဲဒီချိန်မှာလေးကျွန်တော်တို့မြန်မာပြည်သက်တွေတောက်လျှောက်အမြင်တွေ့ထားခဲ့ရတာဖြစ်ပြီးတော့ဒီချိန်မှာလည်းအောင်ဒီဟာရဲ့တကယ်ကိုကောင်းမွန်တဲ့ပြပို့မှုကနေမြို့ခန့်ကျော်အပိုင်အကောင့်တိုက်အဆုံးသတ်ဖို့အတွက်ကြိုးစားခဲ့တာဖြစ်တယ်မော်ကန်မဲ့နေရာမှာတော့ ARRI ရှိနေတယ်များတိုက်ရိုက်အဆုံးသတ်မလားအသင်းဘော်တွေကိုပံ့ပိုးပေးမလားစောင့်ကြည့်ရမှာဖြစ်ပါတယ်မြန်မာအသင်းတို့တော့အနေငယ်အန်နေများတဲ့အခြေအနေလို့ပဲဆိုရမှာများ ARRI တိုက်ကန်လာတယ်ဒါမဲ့လည်း ARRI ရဲ့အဆုံးသတ်ခံချက်ကတော့ခုစီးရီးယားအသင်းတွေလည်းဒီနေ့မှာမြန်မာအသင်းရဲ့ပရိသတ်တွေရဲ့အားပေးမှုကြောင့်မူစတာဖာကန်နေမှာဖြစ်ပါတယ်မူစတာဖာကန်နေထားတယ်မြန်မာအသင်းရဲ့ခံစစ်ကပဲရှင်းထုတ်ထားတာဖြစ်ပါတယ်အခုဆိုတော့မြန်မာအသင်းကရသေးတယ်များမြန်မာအသင်းကြောင့်ကြိုးစားတယ်ဖြစ်လေရက်တီနေခဲ့ရဖြစ်လို့ဒီနေ့ပွဲစဉ်မှာတော့စီးရီးယားအသင်းကိုဥဆောင်ကိုတွေ့ယူပြီးတော့ထပ်မံအကောင်းဆုံးပုံစံနဲ့ပဲဥဆောင်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဒီချိန်မှာမြေတွေ့ပုံမြေတွေ့နေထားရတော့မြန်မာအသင်းရဲ့တင်ကောင်းသောအောင်ဒီဟာရဲ့ပါနေမှုကိုလည်းမြင်တွေ့ခဲ့ရတယ်ဖြစ်ပါတယ်ဒါကြောင့်မြန်မာအသင်းကဒီနေ့မှာတော့စီးရီးယားအသင်းကိုတကိုးနဲ့ဆက်လက်ပြီးတော့ဥဆောင်ထားနေစေလည်းဖြစ်ပါတယ်မြန်မာအသင်းရဲ့ကစားသမားတွေလည်းတားဆီးနေတဲ့ကြားနေရပဲသူ့အနေနဲ့စီးရီးယားအသင်းတို့ခြေပေါက်ကိုပြန်နေရရှိcó một nhan sắc có thể nói là ổn áp của Myanmar khó quá, chẳng giống Việt Nam gì cả. Giá như đây mà là ở Việt Nam thì có lẽ rằng chúng ta từ đấy đến giờ đã nhìn thấy quá nhiều những mỹ nữ, những con người ta gọi là có sắc đẹp là nghiêng nước nghiêng thành rồi. Myanmar sắc đẹp của họ là nghiêng nước và đổ thùng anh em ạ. Treo bóng vào, đánh đâu nguy hiểm quá và đó là bàn thắng giờ dành cho Syria. Một bàn thắng thân tình tỷ số 2-2 ở phút thi đấu thứ 85 từ một quả phạt góc và họ đã có cho mình bàn thắng quân mình tỷ số Myanmar để giành được vé đi tiếp anh em ạ, khó lắm.